မင်္ဂလာပါရှင်ခုကတော့ဖုန်းသုံးတဲ့သူတိုင်းလောက်ထားတဲ့အရာလေးတစ်ခုကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်ဖုန်းသုံးတဲ့အခါမှာကိုယ်မျက်လုံးရောမျက်စိရောမထိခိုက်အောင်မနစ်ကာကွယ်ထားတဲ့အနေနဲ့လောက်ထားတဲ့အရာလေးကိုလာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဘယ်လိုလုပ်ရလဲဆိုတာကိုတွားကြည့်ကြမယ်အရင်ဆုံး setting ထဲကိုဝင်လိုက်ပါ setting ထဲကိုရောက်လို့ရှိရင်ဒီနေရာရောက်လို့ရှိရင် display ဆိုတာလေးကိုနှိပ်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာပိတ်ထားမှရပါမှာရှင်ဒီအပေါ်ကြောင်းလေးကိုပိတ်ထားပါဖွင့်လိုက်ရင်သူကအရန်ကိုမျက်စိဟောတာဖြစ်ပါတယ်မျက်စိကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်အဲ့ဒီတော့ဒီအကြောင်းကိုပိတ်ထားပါဒီအကြောင်းလေးကိုပိတ်ထားခြင်းအပြင်ကိုယ့်ရဲ့မျက်စိကိုထိခိုက်တာကြည့်လိုက်ဖုံးသုံးတဲ့အခါမှာလည်းထိခိုက်တာတက်တာစေပါတယ်အဲ့တော့ဒီမှာလည်း setting ကို shorting လုပ်လို့ရပါတယ်ဒီ setting လေးကိုဒီလို short လိုက်ရင်တော့ဖုန်းမှန်ပြင်ကအရန်ကိုတောက်ပနေတာပဲဖြစ်ပါတယ်ဒီ setting လေးကိုဒီလိုလေး short ထားလိုက်ရင်တော့ကိုကဖုန်းသုံးတဲ့ချိန်မှာမျက်လုံးလည်းတက်တာတယ်မျက်စိလည်းကိုကကြည့်ရတာအားပို့ပြီးတော့မှဆွဲအားနေစေရပေါ့နော်အဲ့ဒီတော့ဒီနည်းလမ်းလေးတိုင်းပဲတွားလုပ်ကြည့်လိုက်ပါအားလုံးပဲအဆင်ပြေကြတာပါပြီရှင်ဒါလေးကိုတွားပြီးတော့ပိတ်ထားလိုက်ပါဖွင့်ထားလဲဆိုရင်တော့အဲ့ဒီနည်းလမ်းလေးကိုတွားလုပ်ကြည့်လိုက်ပါ